ကဲမစားမတော့ပြရတာကြာသွားပြီဆိုတော့အရင်စားတော့ထားတဲ့ဟာလေးတွေကိုနည်းနည်းလေးပြန်ပြမယ်ဗျာဒီနေ့ကတော့ခေါင်းစဉ်တက်စရာတငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိနေတော့သူ့ကိုပဲဥတီပြီးတော့စားတော့လိုက်တော့တယ်ဗျာဒါပေမဲ့သူကတော့ရန်ကုန်မှာမရှိဘူးဗျကျွန်တော်တို့တနေကုန်စားတော့ရင်းနဲ့ပဲမွေးနေ့ရှင်မပါတဲ့မွေးနေ့လေးကိုဥတီလိုက်ကြပါတယ်ဗျာဒီအပတ်ထဲမှာကိုပဲဒီဆိုင်ကိုဘယ်နှခေါက်တော့တောင်ရောက်လဲဆိုရင်မြဲတမ်းတွေ့နေတဲ့လူတယောက်ကတော့မေးတယ်နေတိုင်းလာလားတဲ့နေ့လည်သာစားပြီးတော့ဘိုက်တင်းနေပြီဆိုပေမဲ့လည်းနောက်တနေရာကိုထက်ရောက်လာပါတယ်ဗျာနောက်ကျောပြီးတန်းရင်မျက်နှာမမြင်ပါဆိုလို့ငါမစားဘူးသူမစားဘူးအားလုံးဘိုက်တင်းနေပြီဆိုပြီးတော့ဘာတွေများဆက်စားကြလဲကြည့်အောင်တကယ်တော့ကျွန်တော်ကစားကျင်လို့မဟုတ်ပါဘူးဘျူးလေးလှလို့ပါဟဲဘျူးလှလို့လာတဲ့လူအနောက်မှာဘလိုတွေစားလဲကြည့်ကဲလာဟိဒုနှစ်ယောက်ဓာတ်ပုံရိုက်ကြမယ်ဆိုတော့နောက်ကလူတွေဘလို့ကြားသွားလဲမသိဘူးရောက်လာလိုက်ကြတာအသီးသီးပြေးကိုလာတာကဲအားလုံးပဲ cheers နေ့လည်သာစားပြီးဟိုဆိုင်နေတန်းထလာကြတာဆိုတော့တကယ်လည်းရောက်ချင်းဘသူမှမုတ်တီကိုမထိနိုင်ကြပါဘူးဗျာဒါပေမဲ့လည်းအဲ့ဒါခဏတာလေးပါမကြခင်စားကြတော့ပါမယ်ဗျာတငယ်ချင်းမွေးနေ့ခေါင်းစဉ်တက်ထားဆိုတော့ပတိဆောင်လေးတော့စိုးပေးရသေးအောင် Happy birthday to you. Mới này dám cho là mày. Nhưng mới này ngờ rồi dám cho này cha. Thì nhà này bao đâu mà? Nhà này bao. တွေ့လားကျွန်တော်ပြောပါတယ်ကျွန်တော်သိမစားဘူးလို့သူလည်းသိမစားရှာပါဘူးရောက်ထဲကရက်ကိုမရက်တာလုံးဝမနားတန်းဆွဲတာကဲနောက်တစ်ဆိုင်ဆက်ပြီးတော့ခြေတက်ရအောင်မယ်ဆိုတော့ရှူလေးပေါက်လိုက်ပါအောင်မယ်ခင်ဗျာတစ်ဆိုင်နဲ့တစ်ဆိုင်အကူမှဂျားထဲမှာနားသွားတယ်လို့လုံးဝမထင်ပါနဲ့ခင်ဗျာဒီလောက်ဘိုက်တင်းလာကြရအောင်မှာဒီလိုဆိုင်မှာဘူးတိကျော်ကိုထပ်မှာစားတာအန်အောလို့မဆုံးတနေ့ကုန်စားနေနိုင်တဲ့ကိုယ့်ကိုယ်လည်းအံ့ဩလို့မဆုံးအစားတော့မီးလို့တောက်အဖွဲပါကွာကဲအားလုံးပဲ cheers Nè tí hôi lồ đấy. nó tí lên tao mà bảo nó tao mà